ဒီနေ့ရွှေစက်တော်ကိုသွားတဲ့ဒီဖျားစဉ်ပြီးတော့ရန်ကုန်ကရင်ဒီနေပြီးတော့မကွေးဒီရွှေစက်တော်ကိုသွားတဲ့ဒီလမ်းကြောင်း trip လေးအခြေအနေကိုကျွန်တော်ပြောပြချင်ပါတယ်ထုံးစံတိုင်းကျွန်တော်ကလင်းခအိမ်မှာဒီနေ့ကျွန်တော်ရောက်နေတာမန်းရွှေစက်တော်ဖျားပေါ့နော်မကွေးကျွန်တော်ကနေပြီးတော့ကားဝယ်ခိုင်းတဲ့ဒီbrother စီလေးစီကိုဟိုက inside လေးလာပို့တယ်ပြီးတော့ကျွန်တော်မကွေးမှာကားဝယ်တယ်ဝယ်ပြီးတော့ကျွန်တော်ဒီရွှေစက်တော်ကိုလာဖူးတယ်ပေါ့နော်ကျွန်တော်ကဒီနေ့ရွှေစက်တော်ကိုသွားတဲ့ဒီဖျားစဉ်ပြီးတော့ရန်ကုန်ကရင်ဒီနေပြီးတော့မကွေးဒီရွှေစက်တော်ကိုသွားတဲ့ဒီလမ်းကြောင်း trip လေးအခြေအနေကိုကျွန်တော်ပြောပြချင်ပါတယ်အဓိကကတော့သွားလာရေးနဲ့ဒီလမ်းကြောင်းမှာအပိုင်းတစ်ခုရှိရပေါ့နော်သွားလာရေးနဲ့နေထိုင်ရေးပေါ့နော်သွားလာတော့လမ်းမှာစီပြဿနာတော့နည်းနည်းရှိတယ်အမြန်လမ်းမှာချိုးဆိုင်တွေ115ရစအကုန်လုံးပိတ်ထားတယ်ရှိတယ်စီအခက်ခဲရှိတယ်ပေါ့နော်ဖြစ်နိုင်မနေ့ပိုင်းသွားပို့ပြီးတော့ကောင်းပါတယ်စုံမခွဲထားတဲ့စနစ်ရှိပါတယ်ပြီးတော့ကျွန်တော်မကွေးကိုရောက်တယ်ကံများလမ်းကလာရင်ပိုနီးတယ်ကျွန်တော်တို့က6နဲ့လမ်းခွဲရရင်တောင်တွင်းကြီးဘက်ကပတ်လာတော့ငွေကြီးဖြစ်သွားတယ်နည်းနည်းကြာသွားတယ်ပေါ့နော်လမ်းတစ်လျှောက်လုံးမှာစီတွေလုံးဝမရဘူးမကွေးမြို့ဝင် must မှာတော့စီတွေရပါတယ်ပြီးတော့အဲ့မကွေးမြို့ထဲမှာစီပတ်ထည့်ရင်တော့သိန်းမိုးလောက်တော့ရတယ်ဗျာအဲ့မှာမကွေးမှာထည့်ပြီးတော့ကျွန်တော်တို့ကမကွေးရရင်ဒီရွှေသက်တော်ဖရာကြီးစီကိုကျွန်တော်တို့ဖူးမြော်ဖို့ကျွန်တော်တို့ထွက်လာပါတယ်ပေါ့နော်ဖရာရောက်တော့ကျွန်တော်တို့အကုန်လုံးအဆင်ပြေတယ်ခီးလန်းတော့နည်းနည်းလူပြတ်တယ်ကားရှင်းတယ်ဖြစ်နိုင်ရင်ကားအဖော်ပေါင်းကားတွေနဲ့ဒါမှမဟုတ်လဲတခြားကားတွေနဲ့တွဲပြီးတော့လာတင်တယ်ပေါ့နော်လမ်းမှာလူရမ်းပြတ်ပါတယ်အဲ့တော့ကျွန်တော်ရွှေသက်တော်ရောက်တယ်ရွှေသက်တော်မှာလည်းတရားပြူဟာတွေဘာတွေတော့ရှိရပါတော့ဒါပေမဲ့ကျွန်တော်ရွှေသက်တော်ရဲ့တရားရဲ့ vibe တော့ကျွန်တော်တို့ကသိမ့်မကြိုက်ဘူးရန်ကုန်ကဟိုတယ်နီးပေါ့နော်အကောင်းဆုံးဟိုတယ်နီးသိန်းကျော်ကြီးပေးရပြီးတော့တရားတွေဘာတွေကအဆင်မပြေဘူးချင်းကြိုက်တယ်မီးရထင်းရည်တွေတော်တော်ဒုက္ခရောက်တယ်ပေါ့နော်ဖုံးကားသွင်းတာတော့အဆင်ပြေမယ်ပြီးတော့အိတ်ကပြူဟာတွေကတော်တော်ဒုက္ခရောက်တယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒါခီးစဉ်လေးပေါ့ဒီရန်ကုန်ကရင်ဒီမကွေးကိုလာတဲ့ကျွန်တော်တို့ရဲ့ခီးစဉ်လေးပေါ့နော်အိတ်ကတော့အဆင်မပြေဘူးလာမယ်ဆိုရင်ကိုယ့်အိမ်ကရင်သွားတိုက်စေးဘာနာဆက်ပြအကုန်ယူလာပါရေချိုးလို့ဒါမျက်နှာတစ်လဲဒီချောင်းလေးရရေပဲရေချိုးလဲဒီချောင်းလေးရရေကိုပဲကျွန်တော်တို့ချိုးပြီးတော့သွားပါပေါ့နော်ဒါကျွန်တော်ရဲ့ဒီရန်ကုန်နေပြီးတော့ဒီမကွေးရွှေသက်တော်ဖရာခီးစဉ်လေးကိုကျွန်တော်ပြပြပါစားတော့တွေနည်းနည်းအဆင်မပြေတာတွေရှိမယ်တချို့နေရာတွေမှာဖျားဖူးကားတွေပါမှာလေအဓိကအဲ့လိုမျိုးပေါ့နော်ဒီဈေးသည်တွေကြောင့်စိတ်နှောက်ယှက်ဖြစ်ရတယ်တော်တော်များများရှိပါတယ်ပြီးတော့အိတ်ကလည်းအဆင်မပြေဘူးချင်းရမ်းကြိုက်တယ်ခြံထောင်ထောင်အိတ်တော့လည်းပန်ကားနဲ့ကြတော့လည်းပူတယ်ပေါ့နော်ဘလို့မှအဆင်မပြေဘူးပေါ့နော်အစားအစာရာဒီရွှေသက်တော်နဲ့ပတ်သက်တဲ့ခီးစဉ်ရဲ့ဒါကျွန်တော်သွားလာနေထိုင်တဲ့အခက်အခဲလေးပြပြတာပါသွားမယ်ဆိုရင်တော့သွားလို့ရတယ်ဖြစ်နိုင်မနေ့ပိုင်းကိုလင်းလင်းထင်းထင်းသွားပါအိမ်ရရင်ရန်ကုန်ကလာမယ်ဆိုလဲစီပြည့်ဖြည့်လာခဲ့ပါနှုတ်ပေါ်ရင်စီရန်ဒုက္ခရောက်ပါတယ်ဗျာနော်ထုံးစံတိုင်းကျွန်တော်လင်းခအိမ်ပါကျေးဇူးတင်ပါတယ်